ဆိုမနက်3 နာရီကျော်ပါပြီကဘာရဲ့အသီးနိုင်ငံရဲ့အသီးကလူငယ်တွေကလေးတွေဒါစိတ်ပြီးတဲ့ရင်ပြင်တဲ့ကိုဝင်ဖို့အတွက်တညလုံးမအိပ်ဖ ೇನೆ စောင့်နေကြတာအဲ့နာလေးမှာပဲအခင်းလေးတွေခင်းပြီးတော့မှအိပ်တဲ့ကျမတို့ sister တွေလည်းတညလုံးမအိပ်ဖ ೇನೆ ကျမတို့ mother channel ရောကျမတို့ sister ကျမတို့မြန်မာပြည် sister ရောကိုလုံးမအိပ်ဖ ೇನೆ တညလုံးဒီမှာလာပြီးတော့မှစောင့်နေတာဒီအထဲကိုဝင်ရဖို့အတွက်ပေါ့နော်ဘယ်လောက်ထိယုံကြည်သူတွေကျမတို့ကက်သလစ်သာသနာရဲ့ချစ်ဖို့ကောင်းတဲ့အရာလေးเนาะဒါသူတို့တွေရှိနေတော့ကျမတို့အတင်းတော်ရရှေ့ဆက်လို့ရတာဒီလိုမျိုးယုံကြည်တဲ့သူတွေချစ်စရာကောင်းတဲ့လူငယ်တွေလက်ခုပ်လေးတီးပြီးတော့မှသချင်းဆိုတယ်ဒီအပေါက်မှာကျမတို့ဝင်ရမှာဒီတပေါက်ထဲကနေပဲဝင်ရမှာဒါရဲတွေလည်းတညလုံးမအိပ်ဘူးရဲတွေလည်းတညလုံးမအိပ်ဘူးဖွဲ့စည်းလေးတွေလူငယ်လေးတွေကချစ်ဖို့ကောင်းတယ်သူတို့ရဲ့ယုံကြည်မှုတွေကဒါအသိတော်ရဲ့အနာဂတ်အတွက်အထူးပဲရေးကြည့်တယ်မနက်6 နာရီမှဖွင့်ပါပါဒါပေမဲ့တညလုံးမအိပ်ဖ ೇನೆ လာပြီးတော့မှဒီအရှိမမတ်တရက်ပြီးတော့တဖုံအိပ်ပြီးတော့တဖုံစောင့်နေကြတာကိုတော့